ဘဲလဲမိုက်ဘဲလဲမောင်လေးကဲခိုင်းမဘဲလဲဟာဟာမရဲ့ကောင်းလိုက်တာဟိုလက်ချက်ကလေးချွတ်လိုက်ပါလားပြည့်ပြည့်ပြီကဲလေးစင်းမြေ ကဲမင်းသမီးပြည့်ပြည့်ပြည့်တယ်ဆော့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  ဟေးမီးရောတော့နိုင်တယ်လေ ပါပြဲပါမယ် ခဏတို့ဒါကြ6လောက်ကမမီဘူးတော့အခုကတော့ဘာကိုလဲတော့ပါကိုကဲလားသူ့ကဲလားမသိဘူးတော့ မင်းသမီးပြည့်ပြည့်ပြည့်တယ်ပြောနေဒီမှာရွှေလက်ကောက်ပိုင်းရှင်နေလဲဖုံးဆက်နေပြီစစ်လာဦးမယ်လက်ကောက်ကအစ်စ်လားသူပြောတာမှန်ရဲ့လား ဒါပြန်လေရောက်လာရော ရောက်လာပြီဘူးမှလည်းမတွေးခဲ့ဘူးဘူးမှလည်းမတွေးခဲ့ဘူးပြီးတော့တော်တော်နှက်တဲ့နေရာတွေလည်းအများကြီးတွေးခဲ့ရတယ်ပေါ့ ကိုတော်ရဲ့အိမ်ကြီးလက်တာတော်တော်မျိုးဟွာနော် ဟုတ်ကဲ့အဲ့တော့အဲ့လိုပစ္စည်းတွေကြတော့အဲ့လိုတိမ်ကြီးစီပေးလို့မရတော့အဲ့လိုစုတဲ့နေရာကိုပဲအကုန်လုံးဒီထဲမှာရမှာပေါ့နော် တော့ကလေးတော့နည်းနည်းတော့အခက်အခဲကြီး ဟုတ်အောက်ကလေတာရိုးတွေတို့အဲ့လိုအုတ်ခုံတွေအင်္ဂလိပ်ကုန်းအဲ့ဒါတွေရိုက်ပြီးတော့လေနည်းနည်းတော့အခက်အခဲရှိတယ်မဲ့လိုက်ဖို့လည်းအကုန်ဒီနေ့ဒီပါတယ်အောက်ထိဆေးပြီးတော့ဒီလိုချိုးလေးလိုပြီးမစင်ဘူးဘယ်ကပဲလားဟိုးရှိလားဟိုးရှိတော့မှာလားခုနကျောင်းတော့呀，哎，够用的你。ဒီမှာဘူးချိုးတယ်မင်းချော့ဒါလေးပိတ်ထားလိုက်အောင်60လေဒီပူတာချောင်းလေးရှိသေးရဲ့သွားတဲ့ပုံစံကြည့်ရှူးရှူးရှဲရှဲနေဖြစ်သွားတာအနည်းတော့ရှိရထွက်သွား အရင်ကြီးပါရှေ့ဆက်ဖို့อ่ะ ကိုကြီးတို့ကရှုပ်သွားပြီ